မင်္ဂလာပါကောင်းစဉ်ကကြောင်တောင်တောင်ကောင်းစဉ်လို့ထင်စရာအကြောင်းရှိပါတယ်3-3လီ9ပဲဖြစ်ရမှာပေါ့3-3လီဆိုတော့10ဖြစ်သွားတယ်ကျွန်တော်ဘာလို့ကြော့ပါဗျဟိုတပည့်တော်စာပေဟောပြောပွဲဆိုတော့ပြိတ္တနဲ့စကားပြောတဲ့အခါမှာကျွန်တော်တို့ခမည်းတော်ဆိုပြီး3မီဆရာတော်များကိုမယုံမသိပြောတယ်လို့ဖြစ်မှာဆိုလို့ဆရာတော်တန်ဃာတော်များကိုဒီနေရာကနေဥစွာပထမတောင်းပန်ပါတယ်ဗျဘုန်းကြီးတွေကိုတောင်းပန်မှုကျွန်တော်ဝင်လေးမှာမဟုတ်ပါဘူးတောင်းပန်မှုရေးလေအချိန်ဆွဲနေမှာမဟုတ်ပါဘူးလက်ဥပဲချီပြီးတောင်းပန်ပါတယ်ခါကြတနတ်ထိုးပြီးမတောင်းပန်ပါဘူးအဲ့တော့3-3လီ10လို့ကျွန်တော်ဘာလို့ပြောလိုက်မိတာလဲဆိုတော့တိုက်ဆိုင်ကျွန်တော်တို့ဒီကနေ့စာပေဟောပြောပွဲမှာကျွန်တော်တခါမှကျွန်တော်အကိုတွေနဲ့မဆုံရပါဘူး3ယောက်တိုက်ဆိုင်လာဆုံရပါတယ်အဲ့တော့3မျိုးတယ်ပေါ့ဗျာမနေ့ကည3မွေးထိုးကြပေါ့ကျွန်တော်ကဒီရက်ပိုင်းမှာကျွန်တော်စာပေဟောပြောပွဲတွေလိုက်ဟောမိတယ်ဘာယောဂထလို့လိုက်ဟောမိနေမှလည်းမသိဘူးအဲ့ဒီဟောတိုင်းစာရေးဆရာကလည်း3ယောက်ကြီးပဲဖြစ်နေတယ်တနေ့ကကျွန်တော်မူဆယ်မှာဆရာမကြီးဒေါ်ရှုကူမင်းနဲ့ဒေါ်ဆန်းဆန်းနဲ့တာယာဝတီရဲ့ကျွန်တော်ရဲ့ဆိုတော့3ယောက်ခုလည်း3ယောက်ဒီလိုလာမဲ့မနေ့ကညတော့ကြာတော့လေဆရာမမတ်တီတာစမ်းကြောင်းရဲ့ဆရာကိုတာရဲ့ကျွန်တော်ရဲ့3ယောက်3နေကြီးပဲဒီထဲမှာပိုပြီးထူးဆန်းတာကဟောပြောပွဲစီစဉ်တဲ့လူတွေကပဲတမင်ရည်စူးလုပ်နေသလားလို့တော့ထင်တယ်စာရေးဆရာဆိုပြီးဖိတ်လိုက်တဲ့3ယောက်မှာအနည်းဆုံး2ယောက်ကထောင်တွဲဖြစ်နေတယ်အခုဒီမှာပဲကြည့်ဆရာကိုကြီးပုလေးရောကျွန်တော်2ယောက်လုံးထောင်တွဲမနေ့ကဆိုမတ်တီတာစမ်းကြောင်းနဲ့ကျွန်တော်2ယောက်လုံးထောင်တွဲမူဆယ်မှာကျတော့ဆရာမရွှေကူမင်းနှင်းရဲ့ဆရာမဆန်းဆန်းနဲ့တာယာဝတီရဲ့ကျွန်တော်ရဲ့3ယောက်လုံးထောင်တွဲကျွန်တော်စဉ်းစားမိတော့အဲ့ဒါနဲ့3-3လီ10လို့ပေးလိုက်တာကျွန်တော်တို့တင်ချာမှာတစ်ခုရှိပါတယ်1နဲ့1ပေါင်းရင်3ညဖြစ်တယ်1နဲ့1ပေါင်းပြီး1ဖြစ်တယ်1နဲ့1ပေါင်းပြီး2ဖြစ်တယ်1နဲ့1ပေါင်းပြီး3ဖြစ်ဖို့တော်တော်ခက်တယ်အခုကျွန်တော်အဲ့လိုကြီးပြောလိုက်တော့ကြောင်တောင်ကြီးဖြစ်